ဒီနေ့ကျမအလုပ်တည်ပြီးတော့မတွေ့ရတာကြာပြီဖြစ်တဲ့ကလေးမလေးကိုကျမသွားတွေ့တယ်သူကပကြီးထိုင်ဆွဲနေတယ်လေချောင်းစုံခဲတံလေးတွေနဲ့ဒါနဲ့ကျမကဘာလုပ်နေတာလဲလို့သမီးတငယ်ချင်းတွေရဲ့ပုံတူဆွဲနေတာအဲ့ဒါလေးတွေထားခဲ့ပြီးတော့လိုက်ခဲ့ပါလားကားသွားစီရအောင်ကားစီရင်ဦးမှာပေါ့မမူးပါဘူးလို့ပြောစရာတောင်ကောင်းသေးတယ်ကားစီရင်မူးပြီးတော့အမှသမီးသိကြောက်တယ်သမီးကကားစီတိုင်းမူးနေကြအဲ့ဒီစိတ်ကိုဖျောက်ထားလိုက်ကြောက်စိတ်ကိုဖျောက်ထားလိုက်ကားစီလို့ရှိရင်ပြောစရာကောင်းတယ်ကိုမမြင်ဘူးတဲ့ပတ်ဝန်းကျင်တွေကိုရှောက်သွားမယ်ကိုမစားဘူးတာတွေစားမယ်ကိုမတွေ့ဘူးတဲ့လူတွေနဲ့တွေ့မယ်ပြောစရာတိတ်ကောင်းတာပဲဆိုတဲ့စိတ်ကိုပြောင်းလိုက်လေတကယ်ပြောင်းလို့ရတယ်လားပြောင်းလို့ရတာပေါ့အခုပဲစိတ်ကူးရင်ကြည့်လိုက်ပါလားကလေးရဲ့နဲ့ဆိုပြီးတော့သူမျက်လုံးလေးကောင်းကင်ကိုကြည့်ပြီးတော့စဉ်းစားလိုက်တယ်ဟုတ်တယ်နော်တဲ့အဲ့ဒါဆိုလို့ရှိရင်သမီးစားချင်တာတွေလည်းစားရဲသွားမယ်သမီးသွားချင်တာတွေလည်းသွားရဲသွားမယ်ကာမှုတာကိုပဲခေါင်းထဲမှာထည့်ထားနေလို့ရှိရင်သမီးဘာမှလုပ်ရဲမှာမဟုတ်ဘူးဟုတ်တာပေါ့လို့ကျမဒါဆိုလို့ရှိရင်ကလေးလိုက်မယ်မို့လားလိုက်ခဲ့မယ်သမီးယုံယုံကြည်ကြည်နဲ့လိုက်ခဲ့မယ်ကျေးဇူးတင်ပါတယ်ကလေးရဲ့ဆိုပြီးကျမသူ့ကိုခေါ်ပြီးတော့ရှောက်နေဖို့ထွက်လာခဲ့တယ်